ချုပ်ပြုံးဒီနေ့တော့သင်ခန်းစာဆက်ရှင်တော့ခရီးယန်စစ်တွေကိုခွဲခြားသိနိုင်မှုအကြောင်းကျွန်တော်တို့လေ့လာသွားမယ်။ကျိုးတင်ရောလေ့လာဖြစ်သေးလား။ဟုတ်လေ့လာဖြစ်တယ်။ကောင်းပြီ။ဒါဆိုလို့ရှိရင်ဆုတောင်းခြင်းနဲ့အစပြရအောင်နော်။အာမင်။ယေရှုပြုပြီးတော့ချုပ်ပြုံးကပထမဆုံးစာပိုက်ကိုဖတ်ပေးရအောင်လား။ဟုတ်ကဲ့။ခရီးယန်ဘာလို့ဆိုသူသင်ခံဒီနေရှိတယ်ဒါပေမဲ့သူတို့ရဲ့ယုံကြည်ချက်တွေစနှုန်းတွေမထူးကြဘူး။ဒါဆိုရင်စမန်တဲ့ခရီးယန်တွေကိုဘလို့ခွဲခြားသိနိုင်မလဲ။ကျေးဇူးတင်တယ်။ဆိုတော့ချုပ်ပြုံးတတိထားမိလား။ဒီနေ့အချိန်မှာဆိုရှင်ဒီတော်တော်များများကခရီးယန်ကိုပြောကြပြီးမဲ့သူတို့ရဲ့ယုံကြည်ချက်တွေသူတို့ရဲ့လှုပ်ဆောင်ချက်တွေကမတူကြဘူး။ဟုတ်တယ်နော်ခရီးယန်ဆိုပြီးမဲ့ကိုင်အမျိုးမျိုးစီးချင်းနေကြတယ်ကက်သလစ်ကတမျိုးနေချင်းတွေကတမျိုးဟုတ်တယ်အများကြီးပဲเนาะဒါဆိုလို့ရှိရင်ဒီခရီးယန်တွေအားလုံးကစစ်မှန်တယ်လို့ထင်တာမပြောတတ်ဘူးနော်ဆိုတော့ကျမတို့တွေတခါတလေမှာဒီရွှေတွေကိုစစ်မစစ်ဆိုတာကိုဘယ်လိုလဲဆန်းစစ်နိုင်မလဲရွှေစစ်စေတဲ့ခီးယာနဲ့စစ်နိုင်တယ်ဟုတ်တယ်ဒါဆိုလို့ရှိရင်ခရီးယန်စစ်မစစ်သိနိုင်ဖို့ရောဘယ်လိုခရီးယာတွေနဲ့စစ်နိုင်တယ်လဲဆိုတာကိုသိနိုင်ဖို့ဒီနေ့ကြောင်းရမှာဆက်ပြီးတော့ဆွေးနွေးကြမယ်เนาะဒီစစ်မှန်တဲ့ခရီးယန်တွေကိုဘယ်လိုခွဲခြားသိမြင်နိုင်လဲဆိုတဲ့စာပိုက်ကိုဖတ်ပြရမလားဟုတ်ကဲ့ကျေးဇူးပဲเนาะဆိုတော့မိခုကခရီးယန်ဆိုတာဘာလဲယေရှုရဲ့တပည့်နောက်လိုက်လားဟုတ်တယ်နောက်ပြီးတော့သမန်တော်17:26ကိုကျွန်မဖတ်ပြမယ်เนาะရှောလူကိုတွေ့တော့အနီအုပ်မျိုးစီခေါ်သွားတယ်သူတို့နှစ်ယောက်ကတနစ်ပတ်လုံးအဲ့ဒီတင်းတော်နဲ့သူစုဝေးပြီးလူများစွာကိုတွန်းတင်ပေးကြတယ်တပည့်တွေကဘုရားသခင်လမ်းညွှန်ချက်အရခရီးယန်ဆိုတဲ့နာမည်ကိုအနီအုပ်မျိုးမှာပူဆုံးတင်ကြတယ်ဒီချက်ချက်ရဆိုရင်ဘာလို့သိရတယ်လဲဘုရားသခင်လမ်းညွှန်ချက်အရခရီးယန်လို့စာခေါ်ကြတယ်ဟုတ်တယ်ယေဟောဝါကိုယ်တိုင်စပြီးတော့ခေါ်လမ်းညွှန်ပြီးတော့ခေါ်ခဲ့တာဖြစ်တယ်เนาะဒီခရီးယန်ရဲ့ဆိုတာကယေရှုရဲ့နောက်လိုက်ဖြစ်တယ်เนาะဒါကြောင့်မလို့ယေရှုနောက်လိုက်ဆိုလို့ရှိရင်ကျမ်းစာရဲ့တုန်တင်ချက်တွေကိုလိုက်နာရမှာဖြစ်တယ်ဆိုတော့ဒီလုကာ24-29မှာခရီးယန်ရဲ့ယုံကြည်ခြင်းကဘာကိုအခြေခံတင်တယ်လဲချမ်းသာ sorry ပါဟုတ်တယ်ဒါဆိုလို့ရှိရင်စာပိုင်းလေးကိုလည်းဖတ်ရအောင်เนาะစာပိုင်းလေးဟာဆိုလို့ရှိရင်ခရီးယန်စစ်တွေဘယ်လိုမေတ္တာပြကြတယ်လဲချင်းချစ်ကြရမယ်ဟုတ်တယ်ဒါကိုယေရှုကဘယ်လိုဒီနဲ့ပေါ်ပြခဲ့တယ်လဲအချင်းပြီးတယ်အားပြီးတယ်ကိုယ်တယ်အသက်ပါဆုံးပြီးခဲ့တယ်ဟုတ်တယ်ဆိုတော့ကျမတို့လည်းယေရှုလိုပဲချစ်ချင်းမေတ္တာထားပြီးတော့အပြောနဲ့ရောအလုံးနဲ့ပါတက်တည်ပြရတယ်ဆိုတော့တက်တည်ပြရမယ်ဆိုတော့ဘယ်လိုမျိုးနဲ့တည်ပြရမလဲဆိုတာကိုစာပိုက်သုံးခုကိုကျမဖတ်မယ်နော်မိခုကခရီးယန်စစ်တွေပါလှုပ်ဆောင်ကြတယ်အမန်ဒီယာဟောပြောကြတယ်ဆိုတော့ဒီနေ့ချိန်မှာဆိုလို့ရှိရင်နေရာအသီးသီးမှာဘာသာစကားအမျိုးမျိုးနဲ့တန်းနဲ့ချီတဲ့ယေဟောဝါတသက်တွေဟာဆိုလို့ရှိရင်ဟောပြောကြတယ်တုန်တင်ကြတယ်ဒါဆိုလို့ရှိရင်အခုမှမဟုတ်ဘူးကျေးဇူးပြုပြီးတော့တမန်တော်16ကိုချုပ်ပြုံးဖတ်ပြလို့ရမလားဟုတ်ကဲ့ဒီနဲ့သူကတရားစရာမှာရှိတဲ့ဂျူတွေဘုရားသခင်ကိုကိုယ်ွယ်တဲ့သူတွေဇင်မာနေတိုင်တွေရတဲ့သူတွေနဲ့ကြိုးချောင်ဆင်ခြင်တယ်ကျေးဇူးတင်တယ်ဆိုတော့ဒီကျမ်းချက်မှာဆိုလို့ရှိရင်ကြိုးချောင်ဆင်ခြင်တယ်လို့ပြောထားတယ်เนาะအခုချုပ်ပြုံးတဲ့ကျမနဲ့အတူတူလေ့လာတယ်လို့ပဲပေါ့နော်ယေဟောဝါတသက်တွေရာဆိုလို့ရှိရင်ကျမ်းစာတွေကိုအခမဲ့နဲ့လေ့လာကြတယ်အကြောင်းရင်းကတော့လူတွေကိုချစ်တဲ့အတွက်ကြောင့်မလို့ဖြစ်တယ်အဲဒါကြောင့်ကျမတို့ရဲ့အချိန်နဲ့ခွန်အားတွေကိုစိုက်ထုတ်ကြတယ်အပေါ်မှာပြောခဲ့သလိုပဲကျမတို့ရွှေစစ်တာမစစ်တာကိုသိနိုင်ဖို့ဒီကရိယာနဲ့ပေါ့နော်ဆန်းစစ်ကြည့်နိုင်တယ်လို့ပဲခရီးယန်စစ်မစစ်ဆိုတာတွေကိုကျမတို့အချက်တွေကနေသိနိုင်တယ်လေကျမ်းစာအပေါ်ချိတ်ခဲ့တဲ့အချင်းချင်းချစ်ကြတယ်အချင်းခုအစိုက်ထုတ်ပြီးချမ်းသာအမန်ဒီယာကြပြောပြကြတယ်ဟုတ်တယ်ဆိုတော့ဒီ၃ချက်ကဒီအခြေခံပြီးတော့ကျမတို့ဒီသိနိုင်တယ်เนาะဆိုတော့နောက်တစ်ခေါက်လာတဲ့ခါမှာဒီခရီးယန်စစ်တွေရဲ့ပေါ့နော်ယေရှုရဲ့နမူနာမလိုက်တဲ့ခရီးယန်အတူရောင်တွေဘယ်လိုကွာခြားလဲဆိုတာကိုပြောပြမယ်လေချုပ်ပြုံးလဲအခုလိုပဲပြင်ပြီးတော့ကြိုကြည့်ထားပါတော့ချင်းချိုးထားမယ်နော်နောက်တစ်ခါပြန်တွေ့မယ်ဟုတ်ကဲ့တင်တယ်